I heard that အနောက်မှာ sentence လိုက်မယ်ဒီ speaking pattern ကိုဒီနေ့သင်ပေးပါမယ်ကိုကတခုခုကိုကြားတယ်ငါကြားတယ်ဆိုတော့ပြောချင်တဲ့ခါကြားလို့ရှိရင် I heard that sentence ဆိုတဲ့ speaking pattern နဲ့သုံးရပါတယ် sentence ဆိုတာပါလေ sentence ဆိုတာ subject verb နောက်မှာ meaning ပေါ့နော်အနည်းဆုံး subject နဲ့ verb နဲ့နှစ်ခုပါမယ်ဒါကို sentence လို့ပြောပါတယ်အမှတ်ထားရမှာသူ့ရဲ့အနောက်မှာ sentence ပဲလိုက်လို့ရမယ် noun လိုက်လို့မရပါဘူးเนาะ okay for example သူအလုပ်ထွက်လိုက်ပြီလို့ငါကြားတယ် I heard that he ထွက်တယ်ဆိုတဲ့ verb က quit he quit his job I heard that he quit his job ဒီစာကြောင်းကိုကြည့်မယ်ဆိုရင် he က subject he subject quit verb his job က object ဖြစ်ပါတယ်ကျွန်တဲ့စာကြောင်းတွေမှာကျတော့ဗီဒီယိုအရင်ရှည်သွားမှာဆိုလို့ဒီရှယ်ကဒီလောက်ထိတော့မရှင်းပြတော့ဘူးเนาะ for example ပဲပြောပြမယ်ဒီကောင်လေးတော့တေချာရှင်းပြလိုက်ပါတယ်ပြောရမယ်ဆိုရင် I heard that တဲ့နောက်မှာ sentence လိုက်ထားတာပါ subject verb object ပါတယ် sentence လိုက်ထားတာပါသူတို့လမ်းခွဲလိုက်ပြီလို့ငါကြားတယ် I heard that they broke up စာကြောင်းမှာကြည့်မယ်ဆိုရင် they က subject ပေါ့နော် broke up က verb phrasal verb ပေါ့နော်ဒီမှာဆိုရင် object မရှိဘူး subject နဲ့ verb နဲ့ပဲကို sentence ကြီးစောက်ထားတာပေါ့နော်သူမအိမ်အောင်ပြုတော့မယ်လို့ငါကြားတယ် I heard that she is getting married I heard that she is getting married I heard that ငါကြားတယ်သူမအိမ်အောင်ပြုတော့မယ် she is getting marriedကိုကတခုခုကြားတဲ့အရာတွေပြောချင်တဲ့အခါကျရင်ဒီ speaking pattern ကိုသုံးလို့ရပါတယ်အဲ့ဒါဆိုရင်ဒီဆိုင်ကြောင်းလေးဖြည့်ခဲ့ပြီးတော့နေအလုပ်တရသွားပြီလို့ငါကြားတယ်ပေါ့အဲ့ဒါလေးကိုဖြည့်ကြည့်ခဲ့ပေးပါ comment မှာ bye bye see you in my next video